အားလုံးပဲမင်္ဂလာပါဒီနေ့ဆုံး channel ကလေးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အမေသားကြောပြသွားမှာဖြစ်ပါတယ်တဲဦးထဲမှာ CNN ငယ်ထည့်ပြီးတဲ့ခါမှာတော့ကျမထောင်းထားတဲ့ကြက်သွန်ဖြူရဲ့ငရုတ်ကောင်းရဲ့ဂျင်းရဲ့စပလင်ရဲ့တဲဦးထဲထည့်လိုက်ပါတယ်စနွှဲမို့လည်းအနေငယ်ထည့်လိုက်ပါတယ်စနွှဲမို့ထည့်ပြီးတဲ့ခါမှာတော့အကုန်လုံးတေချာမွေလိုက်ပါတယ်အကုန်လုံးတေချာမွေပြီးအနှံ့မွေတဲ့ခါမှာတော့အမဲသားထည့်လိုက်ပါတယ်ဒီအမဲသားကတော့ကြိတ်ထားတဲ့အသားမို့လို့အစိမ့်လိုက်မထည့်ချင်လို့ရေနဲ့9မိနစ်လောက်ပြုတ်ပြီးမှထည့်လိုက်ပါတယ်တေချာလေးပြန်မွေပြီးလိုက်ပါတယ်ခရမ်းသီးထည့်လိုက်ပါတယ်ခရမ်းသီးထည့်ပြီးတဲ့အချိန်မှာတော့ရေအနှဲငယ်ထည့်လိုက်ပါတယ်ခရမ်းသီးတေချာမကြက်မှာစုလို့ပါเนาะရေထည့်ပြီးတဲ့အခါမှာတော့အဖုံးခဏအုပ်ပြီးစက္ကန့်90လောက်ချက်လိုက်ပါတယ်ပြီးတဲ့အခါမှာအရသာအတွက်အစားအနှဲငယ်ထည့်ပါတယ်စားထည့်ပြီးတဲ့အခါမှာတော့ပဲငံပြရဲ့အကြီးတစွန်းခွဲလောက်လဲထည့်လိုက်ပါတယ်ဗီဒီယိုမရိုက်မီလို့ပါပဲငံပြရဲ့အကြီးထည့်ပြီးတဲ့အခါမှာခရုစီစွန်းတစ်ဝက်လောက်ထည့်လိုက်ပါတယ်နော်ကြက်သားမိုးတို့ငံပြရဲ့လောက်ထည့်ချင်ရင်လည်းရပါတယ်ကျမတော့မကြိုက်လို့ပါနော်မုံလာဥလည်းထည့်လိုက်ပါတယ်ကုံလုံးတည်တည်ချာချာပြန်မွေပေးလိုက်ပါတယ်ပဲတီးထည့်လိုက်ပါတယ်ပဲတီးထည့်ပြီးလို့အကုန်လုံးတည်ချာမွေပေးပြီဆိုရင်တော့ထော့ပတ်အငတ်မပါတဲ့ထော့ပတ်ထည့်လိုက်ပါတယ်เนาะဒါအနှံ့လဲမွေးတယ်အရသာလဲပူကောင်းစီပါတယ်เนาะအကောင်လုံးတေချာမွေးပြီးပြီဆိုရင်တော့နောက်ဆုံးကြက်သွန်မိတ်ကိုထည့်လိုက်ပါတယ်ကြက်သွန်မိတ်ထည့်ပြီးတော့အကောင်လုံးတေတေချာချာမွေးပြီးသွားပြီဆိုရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့အမဲကြော်လေးရပါတယ်เนาะလို့ရတာလဲအရန်လွယ်ကူတယ်အချိန်ကုန်လဲအရန်သက်သာပါတယ်เนาะဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီးဖို့လည်းတောင်းဆိုပါတယ်